မနက်တနာရီခွဲနေပါပြီဆက်ပြင်လို့မပြီးသေးပါဘူး Panasonic inverter type era က H11 ကဲပထမဦးဆုံးဘယ်နားမှာ short ရှိတာလဲဘယ်ပတ်လန်းဆိုင်ရာတွေမှာပြဿနာဖြစ်နေရလဲဆိုတာကိုအရင်ဆုံးရှာဖွေပါတယ်ရှာရင်းနဲ့ကျမတို့ရဲ့ဆက်ပြင်စရာဒီမှာမြင်နေရတဲ့ဒီအမဲရောင်ချစ်ပြ CPU လေးကိုတော့သူအနေငယ်တန်တရားရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျမတို့ကအရင်ဦးဆုံးလဲလို့မရပါဘူးတေချာအောင်လို့တခြားပတ်လန်းဆိုင်ရာတွေအကုန်လုံးကိုတိတိကျကျစစ်ပြီးတော့မှပဲလဲရတာပါဘာလို့လဲဆိုတော့အဲ့ဒီ CPU လဲရတာကအင်မတန်မှ risk များပါတယ်တခြားနေရာတွေမှာ short မရှိတာတေချာပြီဆိုမှဒီ CPU ကိုလဲရမှာဖြစ်ပါတယ်ကျန်တဲ့နေရာတွေကိုစိတ်တိုင်းကြားတေချာစစ်ပြီးတဲ့အခါမှာတော့ CPU ပြတ်တာဖြစ်နိုင်ခြေများကြောင်းကောက်ချက်ချလိုက်ပါတယ်။အဲဒါနဲ့ကျမတို့စက်ပြင်စရာက CPU လဲဖို့ရန်အတွက်သူစားလုပ်ပါပြီ။ဒါကတော့မလဲခင်ပေါ့နော်ဒီဟာကိုဖြုတ်မှဖြစ်တဲ့ကြောင့်မို့တန်ရှင်းရေးလုပ်နေရတာဖြစ်ပါတယ်။ဒီ CPU ဖြုတ်တဲ့အခါမှာပေါ့နော်တေချာသတိထားပြီးလုပ်ရပါတယ်။ဘာလို့လဲဆိုတော့သူကဖြုတ်မတော်ရင်ပေါ့နော်ဖြုတ်မတက်ရင်ဘေးမှာရှိရဲ့တခြားပတ်လန်းလေးတွေပါပျက်စီးသွားနိုင်လို့ဖြစ်ပါတယ်။ကဲဒါလေးကတော့ကျမတို့ခဲဆော်ပြီးတော့မှဒီမှာပါတဲ့ CPU လေးကိုစတင်ပြီးတော့ဖြုတ်နေတာဖြစ်ပါတယ်။ဒီမီးပူနေမဟုတ်တဲ့ခေါင်းမှာလဲပေါ့နော်ကျမတို့တခုတတိထားမှာကမီးကအရန်လဲပြင်းလို့မရတယ်လို့အရန်လဲပျော့လို့မရဘူးပေါ့နော်သူ့အနေထားအမှန်လေး temperature ထားပြီးတော့မှအပူပေးရတာဖြစ်ပါတယ်CPU အဟောင်းလေးကိုဖြုတ်ပြီးသွားပါပြီရှင်ဒါကတော့ဖြုတ်ထားတဲ့ CPU အဟောင်းလေးဖြစ်ပါတယ်ကဲဒါပြီးသွားရင်တော့ကျမတို့အစားထိုးမဲ့ CPU အသစ်ကလေးထည့်ရတော့မယ့်အချိန်ဖြစ်ပါတယ်ဒီလိုစားထိုးတဲ့အခါမှာ CPU 6တောက်လမ်းကြောင်းလေးတွေကအောက်ကသူပြထားတဲ့နေရာနဲ့တညီတဲ့ဖြစ်ဖို့ပေါ့နော်တေးသေးချာချာတိုင်းတာပြီးတော့မှညီအောင်ညှိပြီးတော့ခဲဆော်အောင်မှာဖြစ်ပါတယ်ဒါလေးလေးတဲ့အခါမှာအရေးကြီးဆုံးကတော့ကျမတို့စိတ်ရှိဖို့တော့လိုပါတယ်ရှင်ဗီဒီယိုကရိုက်ထားတာတအားရှိတော့ကျမရစ်ပြီးတော့ပဲပြပေးမယ်နော်In the mighty name of Jesus ချောတိုင်ပါရှင် I see ချစ်ပေးပြီးတော့အချိန်လေးပေါ့နော်
လဲပြီးသွားတဲ့ခါမှာတော့ကျမတို့ကခုနကလဲထားတယ်ပေါ့နော် CPU လမ်းကြောင်းလေးတွေမှာဒီခဲစော်ထားတဲ့အရာလေးတွေမှာခဲလမ်းကြောင်းလေးတွေလွတ်တာလေးတွေရှိနေလားမိသလားဆိုတာလေးကိုကျမတို့ microscope နဲ့အနီးကပ်ပြန်ပြီးတော့မှကြည့်ရှုစစ်ဆေးရပါတယ်မနက်တနာရီခွဲနေပါပြီဆက်ပြင်လို့မပြီးသေးပါဘူး Panasonic Immertai CPU လဲပြီးတဲ့နေထားလေးပါကဲနောက်ဆုံးကျမတို့ CPU လဲပြီးတဲ့အခါမှာတော့ပြန်ပြီးစမ်းကြည့်တဲ့အခါမှာ aircon ကပုံမှန်တိုင်းအလုပ်လုပ်နေပြီဖြစ်ပါတယ်အစကပေါ်တဲ့ H11 error လည်းပျောက်သွားပါပြီဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တခုခုသင်ယူစရာလေ့လာစရာရမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်